အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မန်လိုကဲကိုဆက်ပြမှာဖြစ်ပါတယ်ကဲဒီလင်းကလေးရော့တက်မလိုက်တော့ဘူးလားတေးဘွားတော့လိုက်တော့โอเคဆိုတော့ဒီလက်နဲ့နှစ်ခုဘာဖြစ်လဲဦးလင်းအိုးလင်းထိုင်သွားပဲချက်โอเคဆိုတော့တရေလက်နဲ့အိုးဒါဘာကြီးတဲ့အိုးမြေတူလက်နဲ့မြေကြီးဖြစ်အောင်လုပ်ကြတာမသိဘူးအဲ့လိုလားမသိဘူးနော်အဲ့ဆိုရင်တခုလုံးမြေကြီးဖြစ်အောင်လုပ်ရမယ်ဒီနေ့တော့ခလုံးကြီးဖြစ်သွားပြီခဏရက်โอเคအဲ့ကောင်ကလည်းလဲနေရလည်းမရဘူးNo,မြေကြီးသားဖြစ်သွားတာဟုတ်တယ်နော်တက်ပါ Okay ဆိုတော့အကုန်ဖြစ်လိုက်မယ်ဆိုတော့အဒီတရေလက်နက်ကဘယ်လိုဒုက္ခပေးလို့ရလဲ Okay ဒီကောင်မကဘာဖြစ်လဲ3ကောင်4ကောင်နေလိုက်မတော့ရှင်တော့တော့မကျိုးနဲ့လေငါမင်းတို့ဘာမှလည်းမလုပ်ဘူး Okay ဆိုတော့အိုးမဟုတ်ကူရတာဒီကောင်တရေဖြစ်သွားပြီမဟုတ်ဘူးโอเคတော့တဲနန်းကလင်းသွားပြီဒီလိုလုပ်လို့ရတယ်ဘယ်လိုလူတရေကောင်ဖန်တီးလို့ရတယ်လူတရေကောင်ကတခါမှမကြောက်ဘူးတရေဆိုတော့လင်းနေရမယ်လေဟုတ်တယ်တရေကူရတာဘယ်လိုတရေကူရတာဟုတ်တယ်တရေကူရတာဆိုတရေကူရဆိုတရေဖြစ်သွားတာလေဆိုတော့ကဘာလို့ခုံးလာလဲမင်းဆိုတော့ဘာဖြစ်လာလဲလို့လားကျတော့တရေဆိုတော့ထုံးစံအတိုင်းပဲသူ့စိတ်ဆိုင်ကြီးကုန်ပြလိုက်Okay so doka dwa okay yaနှစ်ကောင်Okay ကျိုးရတာရော
okay ဆိုတော့ okay တရေဖြစ်သွားပြီ तू ကကွာ तू ပြောချင်တာဒီတမီးပြောချင်တာဒီ dragon fruit တကောင်ကိုဒီတရေလက်နဲ့သုံးလိုက်တယ်ကွာတုံးတော့ဒီကောင်ကတရေဖြစ်သွားတော့ဒီထဲထဲကိုဝင်သွားဒီထဲထဲကအရှိရကောင်ထဲကိုဝင်သွားတော့ဒီကောင်ကတရေဖြစ်သွားဆိုတော့ဇလန်းကတော့မတန်းဖြစ်သွားပါတယ်တရေဖြစ်သွားပြီတရေဖြစ်သွားပြီကျလာရိုးဖြစ်နေဆိုတော့ဒီတရေကနှစ်ကောင်ပေါ့အဲ့တော့တရေကိုတက်မယ်ဆိုရင်တရေပြင်မှာပေါ့ညမတရေရလားမတရေအိုးဒါလေးကတော့နည်းနည်းကြာမယ်နော်တို့10 မိနစ်လောက်လို့ရှိမယ် okay မြန်လေး close ဆိုတော့ဒီမတရေကိုမတည်သေးထိုးရလား okay ရတယ်မတည်ရသေးရပေါ့ဟုတ်တယ်ဘရိုမတည်တော့ဘူးအပေါ်ကအမွှားကြွတာပဲရှိနေဆိုလက်တော်ပူရောဘာဖြစ်နေလဲမသိအဲ့တရေကဇွန်ဘီလိုမျိုးကိုက်လို့မရအောင်တော့သူအေးကိုက်လို့မရတော့ဘယ်နဲ့တရေကိုက်လို့တခါမှမကြိုက်ဘူးအော်သူဒီလိုရတယ်သမီးတီသွားပြီ okay ကရိယာဆောင်ပါ okay ဒီမှာတရေလက်နဲ့ဒါကလင်းကွာတော့okay ခဏရက်လိုက်ကွာဘရိုအဲ့အမွှားတွေကိုမဟုတ်ဘူးတည်ရလာလို့ကြတော့အကုန်ပြစ်လိုက်တော့ဒီမှာတမီးလို့ရှင်လာလို့အမွှားတွေကိုတဲ့ခေါင်းပေါ်မှာလည်းမျိုးတင်ကွာ3ခုဆို3ခုတရေဖြစ်သွားတဲ့အချိန်ကျရင်ကျွန်တော်အမွှားတွေနဲ့အဲ့လိုမျိုးလှုပ်ချင်တာကွာတွေ့လားအော်တရေဖြစ်သွားရင်ဒီကောင်ကလည်းတော့ပြုတ်တယ် okay ကနားပြန်ဆက်လို့ရ okay အိုးကနားပြန်ဘူတိတာလေဘရိုတို့ရေဆိုတော့လိုက်ပြလို့ဒီကောင်ဘာဆိုနေရခွန်းတော့မခွန်းပေါ့ဒီကောင်မစီအဲ့ဒါလားခွဲပြီးသားကြီးတွားလိုက်တော့ okay ဆိုတော့
တရေကဒီတစ်ခါကျရင်လေအဲ့ကျဲလေးကိုမပြစ်တာကောင်းတယ်တည်းကျဲကိုလည်းကွာတခုထားတာလူမလူကမဲ့လူမလူကဘလို့လားအဲ့မတခုတော့ထားကွာကျဲကိုဘာဖြစ်လဲဆိုတခါတလေအဲ့ကျဲလေးကမဝင်အောင်ပြောလို့ဝင်နေတာပဲသူကဘာဖြစ်လဲဆိုလင်းတယ်လေးသူကโอเคဒီနားမှာထားသူဆိုတော့ဒီကောင်နောက်မှာထားဒီကောင်ကတရေပေါ့အဲ့ဆိုโอเคဆိုကြပါဆိုဒီကောင်မတည်သေးထုံးမှာကွာဘာဖြစ်လဲဆိုတရေဖြစ်ပြီးတော့မလှုပ်ရှင်နိုင်လို့မရဘူးဘလို့ရာဆိုတော့โอเคအိုးတက်တာဒီအခုကျတော့ကျဲကိုမလိုတော့ဘူးဒီဘာဖြစ်လို့လဲဆိုတော့တော့လေးပြန်တော့ဒီကောင်လည်းတရေဘယ်ကနေဘလို့လာဝါရမသိအိုးဘရိုအကျန်တစ်ခုရပါပြီဘရိုအကျန်တစ်ခုရပါပြီအနည်းအေးကောင်းတယ်တရေကိုဖမ်းထားလို့ရလားဖွင့်လိုက်သွားတာပဲအဲ့ဒါသွားတာပဲအဲ့ဒီတော့ကို freeze မ freeze ရသေးဘူး bro ရဲ့ freeze မလုပ်ရသေးဘူးအဲ့တော့ကိုဆိုတော့ freeze လေးလောက်လိုက်ဖွင့်လိုက်တော့ကျတော့မရဘူးလေကိုဖမ်းလာလို့ကဲဆိုတော့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဆိုရင်လည်းပြန်ဆောင်ရပါမယ်ဆိုတော့ဒီဗီဒီယိုလေးကိုကောင်းတဲ့ကြိုက်လက်ဆိုရင်တော့ like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်ကဲဆိုရင်တော့